ဒီသုံးလုံးတော့တော့ဗျာမော်ကြာရည်တောင်သွားတယ်ဗျာသူကတောက်ချော်ကြောက်ရမ်းတဲ့သူတဲ့ကြောက်တယ်အများကြီးရှိတယ်နော်ကြောက်ဝိတ်ကလည်းအလုံးတိုင်းဒီဘောက်ကိုပါတယ်ဗျာမော်ကြာရည်တောင်တစ်ခါတလေဆိုရင်တော်တော်လေးကြီးရောက်တတ်တယ်ဗျာသူကကြောက်ချော်ကြီးရတယ်ကြောက်ရမ်းကြီးရတယ်နောက်ဆုံးအဖြစ်မတော်ဘူးဆိုရင်ကျွန်တော်တို့ဝိတ်ပါမှာကျွန်တော်ကတော့ဝါလို့တော့စစ်မနေဘူးဗျာတစ်ခါတည်းဆွဲကိုရိုက်ဖက်ပြီးတော့စစ်ကြည့်ရဗျာနော်ဒါမှကိုကမြင်မြင်ဆန်ဆန်သိရမှာလေကြောက်မဟုတ်ဘူးဟုတ်တယ်ဆိုတော့ကိုကလူအများနဲ့ကားတိုးရှာပြီးတော့အဲ့လိုဆွဲလေးရိုက်ဖက်ပြီးစစ်တာတစ်ခါတည်းကြောက်သားရောရမ်းရောတစ်ခါတည်းပေါ်လာပေါ့ဗျာအဲ့လိုရှိရဗျာနော်ကြောင်မျိုးနားမလဲနော်အဲ့လိုဖေးကိုကြောက်ကိုမပြီးတော့မှလွတ်တဲ့နေရာချပြီးတော့မှဒီစီကားလေးဝါးကြလာပေါ့စစ်ကြရတာပေါ့နားလည်းလည်းသူကတော့ဗျာကျွန်တော်တို့ခောက်ပြီးရင်တခါတည်းနည်းနည်းဝါးရတယ်ဆိုတော့လေးရိုက်ပေးနေတာပေါ့နော်ကြောက်တဲ့မှရင်တော့မဝါးပါဘူးသူကဘာကကိုကြောက်စားတက်မယ်ဆိုတော့ကိုများခင်ဗျာတက်မယ်ဆိုရင်လည်းကျွန်တော်ပြောသလိုနည်းနည်းပါးပါးစုံစမ်းပြီးတော့မှတက်ခဲ့ပေါ့ဗျာဒီမှာရောက်နေတာကျွန်တော်အတူလေးပါသေးရှင်တော့အဆင်ပြေဗျကလေးကြီးမတီးရနဲ့တက်ခဲ့မယ်ဆိုတော့တော့ကတော့ရမ်းရောက်ပါရဲ့လို့ကုန်သိန်းလုံးနေလည်းရမ်းကြည့်လို့လေနော်အဲ့ပြောပြပါကဲကျွန်တော်တို့ဒီနေ့ကတော့တော့ပါဗျာနော်တောက်စားတဲ့ဒီမရှိတယောက်ဖြစ်တာမို့လို့တောက်စားတဲ့ဗီဒီယိုလေးကိုမျှဝေပြီးပြတ်ပြပါမယ်ဗျာနော်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းအသေးလေးပေးပေါင်းနေပြီး copy လေးကြည့်တော့ပြကြပါဦးလို့